ကဲအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ကိုဖြိုးမိုဘိုင်းဦးရေကလန်းဆိုင်ခွဲမှာနေပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ဆိုင်မှာအခုဒါရောက်ရှိလာတဲ့ဖုန်းသစ်လေးတွေကိုကျွန်တော်ရောင်းပေးပါမယ်နော်အတန်ဆုံးသေးလေးနဲ့ရောင်းပေးပါမို့လို့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးသွားကြပါခင်ဗျာကျွန်တော်တို့ဆိုင်မှာဆိုရင်တော့ဒါဖုန်းလေးတွေကဈေးနှုန်း3သိန်းကျော်2သိန်းကျော်3သိန်းကျော်အစားသားရှိပါမယ်ခင်ဗျာဒီကောင်လေးကတော့ Oppo F1s RAM 6 128GB လေးပါဒီကောင်လေးရဲ့ဈေးနှုန်းလေးကတော့3,2500ကျပ်ပါကျွန်တော်ဆိုင်အားမကန်လည်းပေးပါတယ်လုံးတန်းအဲ့ဒါကင်းတာလေးတွေပဲရောင်းပါတယ်ခင်ဗျာဒီကောင်လေးကတော့ Redmi 9 ပါဒီကောင်လေးရဲ့ဈေးနှုန်းလေးကတော့3,5500ကျပ်ပါ RAM 232GB လေးပါဒါလေးကတော့ iPhone 7 ပါ iPhone 7 128GB လေးပါဈေးနှုန်းလေးက3,9500ကျပ်ပါ Rose Gold ရောင်လေးပါဒါ OPPO လေး OPPO T Oman လေးဖြစ်ပါတယ်ခင်ဗျာအဲ့ဒါလုံးဝမရှိပါဘူးနောက်ထပ်ပြီးရင်တော့ကျွန်တော်တို့ရှိမှာဒါ2သိန်းကျော်ဖုန်းလေးလည်းရှိပါမယ်2သိန်းကျော်ဖုန်းလေးဆိုရင်တော့ဒါ Vivo ကနေထွက်တဲ့ Y7 Vivo Y70 RAM 8256GB လေးပါဒီကောင်လေးကတော့ဒါဈေးနှုန်းလေးက2,2500ကျပ်ပါပြီးရင် Vivo ထဲမှာပဲ Vivo Y15s လေးလည်းရှိပါမယ်ဒီကောင်လေးကတော့ဒါ RAM 8256လေးပါပဲဒီကောင်လေးရဲ့ဈေးနှုန်းလေးကတော့2,9500ကျပ်ပါခင်ဗျာဒါ Aussie ပတ်လည်လေးတွေအဲ့ဒါရှင်းပါတယ်ခင်ဗျာပြီးရင် Oppo ထဲမှာဆိုလို့ရှိရင်လည်း Oppo A31 လေးရှိပါမယ်ဒီကောင်လေးကတော့ RAM 6 128GB လေးပါဈေးနှုန်းလေးကတော့ဒါ2,4500ကျပ်ပါခင်ဗျာပြီး Redmi K30 လေးလည်းရှိပါမယ် Redmi K30 လေးရှိမယ် Infinix မှာ Hot 40i လေးရှိမယ် Hot 40i လေးဆိုရင်ဒါ RAM 4 128GB လေးကိုမှာဈေးနှုန်းလေးက3,100,000ကျပ်ပါခင်ဗျာ Aussie OPPO လည်းအဲ့ဒါလုံးဝရှင်းပါတယ်အလုံးဝလည်းအသေးတိုင်းလေးပါလေးတန်းပါမယ်ခင်ဗျာကျွန်တော်ဆိုင်ရာမကန်ပေးပြီးတော့ရောင်းချပါတယ်ဒီကောင်လေးဆိုရင်တော့ Redmi K30 RAM 6 128GB ပါဈေးနှုန်းလေးကတော့3,000,000ခွဲပါ Aussie OPPO လည်း Oman လေးနဲ့ပါအဲ့ဒါလုံးဝမရှိပါဘူးမီကောင်းပါညာအကျော်ခွာရှင်းပါတယ်ပြီးရင်ကျွန်တော်ရှိမှာဒါ Parking Bay ဖုန်းလေးလည်းရှိပါမယ်ဒါတစ်လုံးဝယ်တစ်လုံးလက်ဆောင်ဆိုတဲ့P90 လေးပါเนาะဒီကောင်လေးဆိုလို့ရှိရင်တော့ဖုန်းတစ်လုံးဝယ်လိုက်တာနဲ့ Power Bank 4000mAh ကာဗာလေးကိုထပ်မံပြီးတော့ရရှိမှာပဲဖြစ်ပါတယ်ဒီကောင်လေးဆိုရင်တော့ဒါကာဗာ4000mAh Power Bank ကာဗာလေးပါမယ်တွဲရလေးပေါ့เนาะဒါ P70 လေးပါဒီကောင်လေးရဲ့ဈေးနှုန်းလေးကတော့4,200,000ကျပ်ပါခင်ဗျာအလုံးရတော့အများကြီးမရှိပါဘူးခင်ဗျာ3လုံးပဲရှိပါတယ်ပြီးရင်တော့ဈေးကွက်ထဲမှာအခုဒါပစ္စည်းပြတ်နေပြီဖြစ်တဲ့ Spark Go2 လေးလည်းကျွန်တော်ဆိုင်မှာ Legend Store လေးရှိပါအောင်မယ်နော် Spark Go2 လေးဆိုလို့ရှိရင်ဒါ RAM 364ဒါ RAM 3 Plus 364ပေါ့နော်64ဖို့သုံးရမယ်အဲ့ဒါလေးဈေးနှုန်းလေးကတော့2,800,000ကျပ်နေပဲရရှိမှာပဲဖြစ်ပါတယ်ပြီးတော့ Itel မှာ A50 စီလေးရှိမယ်ဒီကောင်လေးဆိုတာ2,000,000ကျော်လေးနဲ့အသစ်ပါကင်ဖောက်ပြီးကန်ရမယ်ဗျာနော်စကန်ဖုန်းလေးတောင်2,000,000ကျော်2,000,000ဝန်းကျင်လေးဖြစ်နေတဲ့အချိန်မှာဒီလိုအသစ်ပါကင်လေးတွေကိုဒါ2,000,000ကျော်နဲ့ရတယ်ဆိုတာတော်တော်လေးမှရှားပါတယ်ဒါပါကင်ဘိတ်ကိုမှဒါ RAM 360ဖို့ဆိုရင်တော့ကျွန်တော်ရှိမှာဒါ2,500,000ကျမှာပဲဖြစ်ပါတယ်နောက်ထပ်ပြီးတော့ tablet လိုမျိုးသုံးလို့ရမယ် tablet လို laptop လိုသုံးလို့ရမယ် Itel Vista 30လေးလည်းရှိပါမယ်ဒီကောင်လေးဆိုရင်တော့ဒါဒီလိုပုံစံလေးဆိုရင်တော့ဒါ laptop ပုံစံလေးသုံးလို့ရ